မနေ့တိုင်းကျမရဲ့နေ့တွေကသမီးနဲ့ပဲစခဲ့တယ်။ကျောင်းသွားဖို့ပြင်ပေးရတယ်။စာအုပ်တွေစစ်ပေးရတယ်။အကုန်ပြင်ပေးပြီးမှသမီးကိုကျောင်းနေပြောပြီးစာတော်တဲ့ကလေးဖြစ်ဖို့မျှော်လင့်ချက်နဲ့ကျောင်းတော်ကြီးကိုပို့ပေးလိုက်တာပေါ့။ဒါပေမဲ့သမီးလေးကိုရင်ကားထက်ပို့ပြီးယူဆိုင်ပေးမှဖြစ်မယ်လို့ဆုံးဖြတ်လိုက်တော့တယ်။ကျောင်းမသွားခင်စေးတော့ပါမယ်နော်။ဟုတ်ကဲ့။တော့ကျောင်းမသွားချင်တဲ့သမီးလေးအတွက်အသေးစိတ်ကအစပို့ပြီးဂယူဆိုင်မိတယ်။သမီးလေးဇက်ဟာစေးတော့မယ်။အားကြောင့်ကျမကကျောင်းမသွားခင်သမီးလေးကိုအမြဲတမ်းကယ်လီစပေါ်တိုက်ပေးတယ်လေ။သမီးလေးကျောင်းမှာဆရာမဘာသာရင်တင်တယ်မမေကိုပြောပြအောင်လေတငယ်ချင်းတွေတော့စော့ဟုတ်ဆိုလေဆရာမတင်တယ်လည်းသမီးလိုက်နာတယ်တော်လိုက်တာသမီးလေးကတငယ်ချင်းတွေတော့စော့ဟုတ်ဆိုတယ်ပြောရပေါ့ကြားတယ်ကယ်လီစပွန်တောက်ပြီးတဲ့နောက်ပိုင်းမှာသမီးလေးကလေပို့ပြီးတွက်လာတယ်ပို့ပြီးထက်လာတယ်အစားတွေကိုလည်းပို့စားလာတယ်အဲ့ဒါလေးကိုကြည့်ပြီးအမေတယောက်နေနဲ့လေတကယ်ကိုပီတီဖြစ်တယ်ပျော်မိတယ်အခုဆိုရင်သမီးလေးကကျောင်းမသွားချင်ဘူးလို့ငိုယိုပြီးမပြောတော့ဘူးဒါကြောင့်ဒီအတွေ့အကြုံတွေကိုမိမိတွေအားလုံးကိုမျှဝေပေးချင်ပါတယ်သမီးလေးလိုညံရည်ထက်မြက်ပြီးတော့တွက်လက်လာစေဖို့အတွက်ကယ်လီစပွန်6လစာစေဘူးမြစ်တာလက်ဆောင်ပေးမယ်ကမ်ပိန်းအစီအစဉ်လေးမှာပါဝင်လိုက်ပါနော်ကယ်လီစပွန်မိမိရွေးတဲ့နေ့စဉ်အားဖြည့်မှုပွန်ရဲ့စေဘူးလက်ဆောင်တွေရမယ်ကမ်ပိန်းအစီအစဉ်လေးအကြောင်းကိုအသေးစိတ်သိချင်တယ်ဆိုရင်တော့ဒီ post အောက်မှာပါတဲ့ link လေးကိုဝင်ကြည့်လိုက်ပါနော်